သင်အခုအသက်22နှစ်ဆိုရင်32နှစ်အရွယ်မှာဖြစ်နေပါပြီ32နှစ်ဆိုရင်42နှစ်ထဲကိုရောက်နေပြီဒီအချိန်မှာသင်ရဲ့ဘဝတစ်ခုလုံးကလုံးဝဆန့်ကျင်ဘက်ဖြစ်နေပါတယ်ကျမ်းမာရေးအခြေအနေလည်းမကောင်းသလိုပတ်စံလည်းမရှိဘဲနဲ့နေထိုင်နေရတယ်စီးပွားရေးလုပ်ငန်းတွေလည်းမလုပ်နိုင်သလိုအခုလုပ်နေရတဲ့အလုပ်ကိုလည်းအကျဉ်းမုံတီးနေပါတယ်သင်ရဲ့အိမ်နောက်ပိုင်းနဲ့နေတိုင်းရန်ဖြစ်နေပြီးတော့သင်က toxic ဆန်တဲ့လူတစ်ယောက်ဖြစ်လာနေပါတယ်စိတ်ဓာတ်လည်းကျနေတယ်လို့သင်ရဲ့ကလေးတွေကိုလည်းသင်တော်တဲ့ဘဝကိုမပြီးနိုင်ပါဘူးမိဘတွေကိုလည်းထောက်ပံ့ပေးခြင်းပေမဲ့သင်မှာကငွေပုံငွေရှမ်းလည်းရှိမနေဘူးတနေ့လုံးအလုပ်သမားတစ်ယောက်လိုမျိုးပင်ပန်းအလုပ်လုပ်ရပြီးတော့ညဘက်မှာလည်းသင်ရဲ့မအောင်မြင်ခဲ့တဲ့အိမ်မက်တွေကြောင့်စိတ်ပင်ပန်းနေရပါတယ်။ဘာကြောင့်လဲဆိုတော့အခုအချိန်မှာဘာကိုမဆိုလုပ်ဖို့အတွက်သင်မှာအချိန်မရှိတော့ပါဘူး။သင်ကတခြားလူတွေထက်အသိပညာဉာဏ်ရည်နဲ့အရေးချင်းပိုရှိတယ်လို့အမြဲတမ်းယုံကြည်နေခဲ့တာပါ။ဒါပေမဲ့သင်လောက်တောင်မှမသိတဲ့လူတွေကသင်ထက်ပိုပြီးတော့အစာပေါင်းများစွာရှေ့ကိုရောက်နေတယ်ဆိုတာကိုမြင်နေရပါတယ်။ဒီလိုနဲ့ပဲတညမှာမနက်3နာရီလောက်အထိဖုန်းသုံးနေတော့သင်ရဲ့ဓာတ်ပုံအောင်တစ်ပုံကိုမြင်လိုက်ရတယ်။ဒီပုံထဲမှာသင်ရဲ့အရင်ကကိုလုံးကိုပေါက်ကိုမြင်လိုက်ရပါတယ်။သင်ရဲ့စွမ်းရည်တွေကိုတွေ့လိုက်ရတယ်။အဲ့ဒီအချိန်ကသင်ရဲ့မျက်နှာပေါ်မှာစိတ်လှုပ်ရှားမှုတွေရှိခဲ့ပါတယ်။အဲ့တုန်းကသင်မှာအချိန်တွေလည်းအများကြီးရှိခဲ့ပါသေးတယ်။ဒါတွေအားလုံးကိုမြင်လိုက်ရတဲ့အချိန်မှာသင်ရညဘက်ကြီးကိုဝမ်းနည်းစွာနဲ့ပဲဒီအချိန်တွေကိုပြန်သွားလို့ရရင်အရန်ကောင်းပါပဲ။ဒီလိုသာဆိုရင်ငါရဲ့ဘဝတစ်ခုလုံးကိုပြောင်းပြနိုင်ပါလို့ငိုရင်းကတွေးမိပါလိမ့်မယ်။ဒီလိုနဲ့နောင်သားတွေရလာပြီးတော့ငါ့ကိုနောက်ဆုံးအခွင့်အရေးအနေနဲ့လွန်ခဲ့တဲ့10နှစ်ကိုပြန်ပို့ပေးပါလို့အော်ပြောကြည့်လိုက်ပါအခုသင်ရဲ့မျက်လုံးကိုဖွင့်ကြည့်လိုက်ပါစောစောကပြောခဲ့တဲ့သင်ရဲ့နောက်ဆုံးအခွင့်အရေးဆိုတာကသင်ရဲ့လက်ထဲကိုရောက်လာပါပြီသင်ကအခုလက်ရှိအချိန်ကိုပြန်ရောက်လာနိုင်ခဲ့ပြီဖြစ်တယ်လို့နောက်ထပ်သင်ရဲ့တဘွားလုံးကိုပြောင်းလဲနိုင်မဲ့အခွင့်အရေးကိုရရှိခဲ့ပြီဖြစ်ပါတယ်အခုစိတ်ကူးမိခဲ့တဲ့အတိုင်းလုံးဝဖြစ်မလာစေဖို့အတွက်ကိုဂတိပေးလိုက်ပါအခုဒီလိုမျိုးမဖြစ်ဖို့ဆိုရင်ရှေ့ဆက်ဘာလုပ်ရမလဲဒီနေရာမှာအခုကလေးကဆုံးဖြတ်ချက်ချလိုက်ပါလို့ကျွန်တော်မပြောပါဘူးမနှက်ပြန်ကစားပြီးတော့လှုပ်ဆောင်လိုက်ပါကြိုးစားလိုက်ပါစီကံရှိပါစေကိုချုပ်တီးထားရမယ်ပျောက်ကွယ်သွားလိုက်ပါကဘာကြီးနဲ့အဆက်အသွယ်ဖြတ်လိုက်ပါဒီနေ့ထဲမှာလုံးဝတောင်းရှင်းလိုက်ပါစားသဖြင့်ဒီလိုစကားတွေကိုကျွန်တော်ပြောမှာမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့ဒီအကြောင်းအရာတွေအားလုံးကမိတ်ဆွေလှုပ်ချင်စေမရှိဘူးဆိုရင်အပေါ်ရန်နေပဲဖြစ်ပါတယ်အခုကျွန်တော်ပြောတာကိုနားထောင်ပြီးတော့ခဏလောက်တော့မိတ်ဆွေကဆရာတက်ကြွနေပါလိမ့်မယ်ဒါပေမဲ့တစ်ပတ်နှစ်ပတ်လောက်ကြာရင်တော့ဆက်ပြီးလုပ်ပြတော့မှာမဟုတ်ပါဘူးကျွန်တော်တို့ကဒီနေ့ဗီဒီယိုမှာတစ်သက်လုံးရေရှည်ခံမဲ့ကုသနည်းတစ်ခုကိုပြောပြသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုဖန်တီးနိုင်ဖို့အတွက်ကျွန်တော်ကဒန်နီခိုးရဲ့ဆောင်းပါးကိုမိညမ်းခဲ့ရပါတယ်တကယ်လို့မိတ်ဆွေတို့ကဒီဆောင်းပါးကိုသေချာနားလည်အောင်ဖတ်ကြည့်မယ်ဆိုလို့ရှိရင်သင်အတွက်2နာရီ3နာရီလောက်အချိန်လိုအပ်ပါလိမ့်မယ်သူရဲ့ English version ကနည်းနည်းတော့ခက်ခဲပါတယ်ကျွန်တော်ကိုယ်တိုင်ကတော့ဒီဆောင်းပါးကို3-4ချိန်လောက်ဖတ်ကြည့်ပြီးတော့မှသူ့ရဲ့နည်းနည်းမှုကိုနားလည်ခဲ့ရပါပြီးတော့ကျွန်တော်ရဲ့တဘောအလုံးမှာလုံးဝမသိသေးတဲ့အကြောင်းအရာတွေကိုဒီထဲမှာတွေ့ရှိခဲ့ပါတယ်ဒါဆိုရင်ဒီလောက်ကောင်းတဲ့သူ့ရဲ့ဆောင်းပါးကနာမည်မကြီးဘူးလားဆိုရင်ဖတ်ရှုသူတန်း180လောက်ရရှိထားပါတယ်လို့ပြောရင်မိတ်ဆွေတို့ယုံမှာမလားဒီဗီဒီယိုကိုဖန်တီးဖို့အတွက်ကျွန်တော်အချိန်1နာရီလောက်နေ့စဉ်အာရုံစိုက်ခဲ့ရပါတယ်